နွန်မြတ်တစ်ပင်ဆေးဖဲဝန်းဆိုတဲ့အတိုင်းပေါ့နော်ဒီအစားအစာတိုင်းလဲဒီအာဟာရဖြစ်ုံတတ်မဟုတ်ဘူးဘဲနဲ့ပေါ့နော်တချို့အစားအသောက်တွေကလည်းဒီကိုယ်ခန္ဓာကိုယ်တွေကိုကျန်းမာဖို့ရန်အတွက်ဒီအကျိုးကျေးဇူးများစွာရှိရပါတော့အခုလဲဒီနေ့ကတီချေကပေါ့နော်တီချေတငယ်ရှင်းအိမ်မှာရောက်သွားတော့တီချေကအပြင်တပင်ကိုတွေ့တာပေါ့နော်အဲ့ဒီအပင်ကပါလဲဆိုရင်ဒီရဲယိုရွက်ပင်ပေါ့နော်ဒီတငယ်ရှင်းအိမ်မှာဆိုရင်ဒီရဲယိုအပင်မှာဆိုလဲဒီအတီးတွေပြုတ်တိတ်နေအောင်တီးရပါတော့ဒီရဲယိုရွက်ကိုတချို့ကြတော့ဒီဟင်းထုတ်အနေနဲ့လဲလှုပ်စားကြတယ်တချို့ကြတော့ဒီပေါ့နော်ငါးဟင်းတွေနဲ့လဲရှက်စားကြတာတွေ့တာပေါ့နော်အဲဒါကြောင့်မလို့ဒီရဲယိုပင်တွေကတော့ပေါ့နော်သူကဒီအရွက်နဲ့အပြင်ပဲအသုံးဝင်တာမဟုတ်ဘူးပေါ့နော်သူကဒီအတီးတွေပင်စ၅ပါးပေါ့နော်ဒီသူ့ရဲ့အပွင့်တွေအခောက်တွေအကုန်လုံးသူကအသုံးဝင်ပါတယ်ရဲယိုရွက်နဲ့ရဲယိုတီးဟာဆိုရင်သူ့မှာဗာဓာတ်တွေပါဝင်တာလဲဆိုရင်ဒီ protein ဓာတ်တို့အမြင်ဓာတ်တို့ပေါ့နော်ပြီးရင်ပေါ့နော်ကက်ဆီဓာတ်တို့ဗီတာမင် A ဗီတာမင် C တွေပါဝင်တယ်ပြီးတော့မှသူကဒီသွေးတိုးတွေကိုလည်းကြားဆင်းစေတဲ့ဒီပိုတက်ဆီယမ်တွေလည်းပါဝင်တဲ့အတွက်ကြောင့်ပေါ့နော်အကြောင်းဒီရဲယိုတီးတွေတချို့ကြတော့ဒီပေါ့နော်ရဲယိုရွက်တွေကိုဟင်းထုတ်အနေနဲ့လှုပ်ရှားကြတယ်သူ့ရဲ့အတီးတွေကိုပေါ့နော်ဖြော်ရည်အနေနဲ့တောက်တုံးကြပါတယ်ဘယ်နေရာမှာအသုံးဝင်ကြတယ်လဲဆိုတော့ဒီပေါ့နော်အကိုက်အခဲပျောက်စေးတို့ကိုခံအားကောင်းစေတဲ့စေးတို့ပေါ့နော်ဒီအိပ်ပျော်စေတဲ့စေးအရေးပြားတွေစံသားတွေကိုပေါ့နော်ကောင်းမွန်စေတဲ့စေးတွေမှာလည်းအသုံးပြုတာများတာပေါ့နော်ပြီးတော့မှဒီပေါ့နော်ဒီကင်ဆာယောဂတွေလည်းကာကွယ်ပေးတယ်ပြီးတော့ကိုကဒီပေါ့နော်သွေးသွင်းကိုလက်စထရောတွေကိုလည်း